အထာနောက်ကြတဲ့သူကဘဝမှာရရနောက်ကြတော့တာပဲမနက်9 နာရီလောက်ထားတဲ့အလေးချင်းကိုလေ့ကျင့်တာအဲ့တဲ့တနာရီနောက်ကြကြည့်မနက်ပိုင်းမှာလောရမှာစရဏကိစ္စတွေမပြီးတော့လူကစရဏမရှိရင်လူကလုံခြုံရေးမရှိတယ်လို့တယ်လီဖုန်းတွေကို password တွေမမြုပ်ခံတယ်ကွန်ပျူတာထဲမှာ password တွေ BlackBerry တွေ Face ID တွေရောဘာဖြစ် sexual ဖြစ်အောင်ကာကွယ်တာလေကိုကြအလွတ်ကြီးထားတာကိုယ့်ရဲ့နေတဲ့ဘဝထဲမှာကိုယ့်ရဲ့စရဏပိုင်းပေါ့ဘုရားရှိခိုးတာဂုဏ်တော်ပွားတာပဋိစိတ်တာမေတ္တာပွားတာအဲ့ဒီစရဏကမရှိတဲ့ကကိုယ်မှာလုံခြုံရေးမရှိတယ်လို့ပဲဂါယုကိုကုံတွေမပြတ်နဲ့နော်မဟုတ်ရင်ဝန်ထမ်းတွေဘလောက်ထားကိုယ့်ရဲ့တကယ်ကိုယ်တိုင်းလုံခြုံရေးရမရှိဘူးအိန္ဒိယနာကန်ဒီဘယ်သူကလောက်ကြတာသူ့တတ်တော်ဆောင်ကလောက်ကြတာလေဟုတ်လားအနည်းဆုံးလူကရန်သူအကြီးဆုံးပဲအသတိထားကြနော်ဒါကြောင့်ကိုယ့်ကို secure ဖြစ်ဖို့အတွက်ဆိုကိုယ့်ရဲ့စရဏနဲ့ပါဝါမြင့်ထားလူတယောက်ကစရဏအားကောင်းရင်သူ့မှာပါဝါတွေရှိတယ်အဲ့ပါဝါတွေကြောင့်အရာထွက်နေတယ်လို့ပြောတယ်လူမှလည်းဒီကောင်ကပြောင်းမရှိပါဘူးဆိုဟုတ်လားဘာဝဘာသာမပြောင်းပါဘူးကွာလူမျိုးပြောတာရှိတယ်အဲ့လိုပဲမမြင်ရတဲ့သူတွေကလည်းလူတွေရဲ့ကိုယ်ရောင်ကိုယ်ပါကိုကြည့်တယ်တဲ့ဥမာနတ်တွေပါလေကိုယ်စောင့်ရှောက်ပေးတဲ့ပုံကိုယ်တွေရှိတယ်အဲ့လိုပါဝါရှိနေတဲ့သူတရားကိုမမြင်ရတဲ့အဆောင်ရှောက်တဲ့အော်တိုပါနေတယ်တခုခုဖြစ်မယ်ဆိုတော့အကြောင်းကြတာအလန်းပေးတာမျိုးပေါ့နော်ဒီကိမသွားပြအောင်ဓာတ်ရိုက်ပြောလို့ရတာရှိတယ်မဟုတ်တော့သွားဖို့မတင်တော့တဲ့ဟာဆိုကားဘင်းဖောက်လိုက်တာမျိုးတို့ကားပြက်ပေးတာအမျိုးမျိုးရှိတယ်ပေါ့လေနော်တခါတည်းတခါကြီးအလုတ်တိတ်ရှုလိုက်စိတ်ကမလွယ်ရဘူးဒါမင်းတို့ကြိုးခိုင်းတာမပြီးဘူးလားဘာညာတခါတည်းအဲ့ဒီအခက်ခဲကကိုယ်ကဲသွားတာတွေရှိအကုန်လုံးအေးအေးစစ်စစ်လေးနဲ့ဖြေရှင်းတာကောင်းပါမယ်တက်ကြွတဲ့စိတ်ထားတာတမျိုးနော်တို့ပြဿနာဖြေရှင်းတဲ့နေရာမှာအေးအေးစစ်စစ်တစ်ခုခုဖြစ်ပြီဆိုရင်ဘာကြောင့်လို့ပြန်စဉ်းစားအကယ်၍စိတ်ထဲမှာထင်နေတဲ့သူဂုဏ်တော်တွေများများပွားမေတ္တာပို့အဲ့ဒါလုံခြုံရေးပဲတိတက်ကောင်းတဲ့လုံခြုံရေးမသိကြဘူးဘလောက်ခန့်ထားတာအဲ့လူတွေပြန်လုတ်ကြရင်ဘာမှမတတ်နိုင်ဘူးနော်အဲ့ဒါဟက်ကာတွေလဲဆိုလည်းအတွင်းထဲဒီဝင်ဟတ်တာပဲနော်အဲ့ဒါတရားမှချက်ဒါကြောင့်ဝိရိယရှိရမယ်အဲ့အထာနောက်ကြရင်ဘဝမှာအရာရာနောက်ကြတော့တာတနေ့ကိုတနာရီချိန်ကျုံတစ်နှစ်ကို15ရက်ရှိတယ်တနေ့ကို2နာရီချိန်ကျုံတစ်နှစ်ကို1လနောက်ကြတော့1လလုံးလုံးဘုံဂိမ်းစောတဲ့ကလေးတွေကိုမေးတယ်ဂိမ်း4နာရီလောက်စောတယ်တနေ့4နာရီဆိုတစ်နှစ်ကို2လဆုံးရှုံးသွားတယ်အဲဂိမ်းတော့တဲ့သူရဲ့အိတ်ချိန်ကြီးတဲ့အခါညကြတော့မမနေ့ကျတော့9နာရီ10တိုင်းမှထားလူတွေလွတ်လွတ်မဲ့ချိန်ကြော်သွားပြီဟုတ်လားအဲလူကောင်းတယောက်လိုလွတ်လွတ်မဲ့ချိန်ကြော်သွားပြီလေအဲ့တော့သူတို့ရဲ့အိတ်ချိန်ကပုံမှန်အိတ်ချိန်မှာမအိတ်နိုင်တဲ့အတွက်ဘာဖြစ်လို့လဲသူ့ရဲ့အိတ်ချိန်ကပါဝါမပြည့်ဘူး energy မပြည့်ဘူးအဲ့ဒါကြောင့်တင်းနေကုန်သူကလန်းလန်းဆန်းဆန်းမရှိဘူးလူကမလန်းတော့ဘူးအတစ်မဖြစ်တော့ဘူးဆိုသူနဲ့ communicate လုပ်ရတဲ့သူတွေကသူနဲ့အလုပ်လုပ်ရတာဆက်ဆံတယ်စိတ်တိုင်းကိုမကြတော့ဘူးဖြစ်သွားတယ်ဟောဒါကြောင့်ဝိရိယထားရမယ်စောစောအိတ်စောစောထားတဲ့လေအလေးချင်းအနေ7 ထက်တောင်းမကြသေးတာအကောင်းဆုံးတော့10နိုင်ဝန်းကျင်10နိုင်ခွဲလောက်အိတ်တာကောင်းတယ်အဲ့တော့9နိုင်ကျော်လောက်ဆိုအရေးမကြီးရင်ဖုန်းပြောတဲ့ကိစ္စလွယ်ရင်အရေးမကြီးရင်ခေါင်းပြောတယ် Facebook YouTube TikTok သုံးတာတွေကိုဖုန်းတို့ဖယ်ထားဖို့လိုတယ်ဘာလို့မအိတ်ခင်နဲ့ဆိုနိုင်ဝက်လောက်ကြော်ပြီး screen time ကဖုန်းတို့ဟာ digital webling ကိုဒီခါလေးလောက်တာအဲ့ဒါလေးဒီခါလေးလောက်တာကိုကောင်းတယ်ဘုန်းတို့ဖုန်းနေဆိုမှကိုခွဲ10နိုင်အဲ့ဒါမျိုးဆိုရင်သူ webling ခါလေးပေးတယ်အဲ့ချင်း screen off ပြီနော်အဲ့ကိုကဖုန်းပြောဖို့လိုတယ်ဆိုရင်သူ့ရဲ့ဆိုင်တဲ့ဒီ application တွေကိုပါဒီခါလေး webling လုပ်ပေးတာဒါဖုန်းပြောလို့တော့ရတယ် Facebook သုံးလို့မရတော့ဘူး YouTube သုံးလို့မရတော့ဘူးdigital webling ကအလကားထည့်ပေးထားတာမဟုတ် system မြင့်တဲ့ဟာတွေမှာသုံးလို့ရခါတဲ့ဖွင့်ထားလိုက်အဲ့ဒါဆိုဘုန်းတို့ကအိတ်ချိန်မှန်းလာမယ်အိတ်ချိန်မှန်ထချိန်မှန်မယ်အိတ်ချိန်ထချိန်မှန်းလာပြီဆိုရင်လူကပါဝါပြည့်တာလင်းတာနဲ့ပါဝါရှိခြားခြင်းပြည့်တယ်အခုအိတ်ရထားတယ်ခြားခြင်းမပြည့်ဘူးခြားခြင်းမပြည့်တော့ဘုန်းတို့ effort အားထည့်ပြီးလောတဲ့အလုပ်မှာကာယကဝရိယကိုအားမပါစေတသိကဝရိယစိတ်အားလည်းမနှက်နိုင်ဘုံတင်တန်းချိန်တွေဘလောက်များပြောပြီးဟောပြီးဆိုရင်စကားပြောပြီးဆိုအားအပြည့်နဲ့ပြောတယ်ဒီချက်ခြားခြင်းကအမြင်နဲ့ဘုံက recover လုပ်တယ်ဟုတ်ပြီလားဒါကြောင့်ဝိရိယရှိရမယ်ဟောနော်ဝိရိယရှိဖို့သူများခိုင်းလို့ရလားမရဘူးကိုဝိရိယနဲ့ကိုထားဒါကြောင့်ဘုံလူငယ်တင်တန်းနေကြအာထွေရ reader to leader ဒီအာထွေရတင်တန်းနေကြဘာလို့မနဲ့အိပ်ရပဲချိန်ထားဒီနေ့ဖုန်းဘလောက်သုံးဂိမ်းစော့ခြင်းဘလောက်ရှိတယ်ဖုန်းပြောခြင်းဘလောက်ရှိတယ်ကိုယ့်ရဲ့ time management ကိုယ့်ကိုယ်တင်ပြ
အဲ့ဒီတိုင်းနေလို့မင်းကိုမင်းတိုးတက်မဲ့လို့ယုံကြည်လားယုံကြည်စက်နေဒီတိုင်းနေတာမယုံကြည်သေးဘူးထင်မင်းအဲ့ဒါဆိုဘာတွေရှော့မလဲ waste time တွေပဲဟာတွေဖြစ်နေတယ်ကိုကိုပြန်မြင်အောင်ကြည့်အဲ့ဒီ short ချ waste time တွေ short ချလိုက်တယ်လူကတန်ဖိုးရှိတဲ့အချိန်တွေ valuable time တန်ဖိုးရှိတဲ့အချိန်တွေတက်တယ်ဒါကြောင့် time management မှာအရေးကြီးဆုံး waste time တွေအရင်ဝန်တော့ cancel လုပ်ဖို့ပဲအဲ့ချိန်တစ်ခုတစ်ခုသုံးပြီဆိုဒီအချိန်ရဲ့တန်ဖိုးကိုပြန်တွက်ကြည့်တန်လားတန်တယ်ဆိုဆက်သုံးမတန်ဘူးဆိုအဲ့ချိန် short ချလိုက်အဲ့ချိန်ကြဘာလုပ်လဲစာဖတ်မယ်ဒါမှမဟုတ်ကောင်းတဲ့စကားပြော speak ကောင်းတာတွေကိုနားထောင်မယ်တရားတွေနားမယ်အဲ့ဒီကနေပြီးတော့ကိုကအတိတိုးရတာနဲ့ကိုကိုပါပြတယ်အချိန်ရဲ့တန်ဖိုးကမြင့်မြတ်ပါလားအချိန်ဟာရွှေအချိန်ဟာငွေ time is money time is gold Abraham Lincoln ကတော့ဒီလုံးနဲ့ပြောတယ် time is everything အချိန်ဟာအရာရာတိုင်းပဲဒါအချိန်ရဲ့တန်ဖိုးကိုလဲယူပြီးတော့အမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်လာတာလေညီတွင်းစစ်ကြီးကိုငြိမ်းအောင်လုပ်ခိုင်းနေကြလေလူပြူလူမဲခွဲခြားနေတဲ့ complex ကြီးကိုပြေလည်အောင်လုပ်နိုင်ခဲ့တယ်လေတန်ချင်းဘယ်လောက်မြင့်သွားလဲနိုင်ငံကြီးပါမြင့်သွားလူတယောက်တန်ချင်းမြင့်လိုက်တဲ့နိုင်ငံကြီးပါမြင့်သွားဒါကြောင့် waste time တွေကို short ချပါပြီး waste time တွေနည်းနည်းမြတ်နေအောင်နေပါအဲ့ဒါဆိုလူကတန်ဖိုးတက်လာတယ်နောက်အဲ့ဒီအတွက်ဆိုရင်ဒါဝိရိယဆိုတာအချိန်နဲ့လဲယူရတာတောင်မြို့မှာကတော့ဆရာတော်ဘုရားကြီးတော့ပြင်းတယ်ပြင်းတစ်ခါပြင်းအလုပ်တစ်ခုထားလာဆယ်ခါပြင်းတော့အလုပ်ဆယ်ခုပြီးသွားတယ်ဟုတ်လားတခါကြီးကောင်မတွေနော်ပြင်းရင်မလုပ်ခိုင်းတာအလုပ်ထားလို့ဗျာပြင်းသားဟာဆိုတော့နောက်ပြင်းချိန်တော့မရတော့ဘူးဟုတ်တယ်တကယ်အလုပ်များလာဖို့တော့ပြင်းချိန်မရတော့ဘူးဗျာကြီးစကားပြောလဲတန်ကြီးရှိအောင်ပဲပြောတော့တာလေပြင်းချိန်မရတော့အလုပ်လုပ်လူကအလုပ်မရှိရင်လေးနေတာအဲ့လေးပါများတော့လူကပေါ့ပြီးတော့ဘာတွေဖြစ်လို့ဖြစ်နေမှမသိတော့ဘုံဘုံလူတယောက်လာပြောတာငါဘိုးကငါဘသူအတွက်ရှင်သန်နေရမှကြောင်းတော့မသိဘူးဆိုလတ်လတ်ပြောကြတာတွေရှိမင်းအချိန်တွေဘလို့နေတော့ဆိုသူ့မှာရေရတဲ့အချိန်မရှိဘူးဒါကြောင့်လူကအချိန်လေးလူကလေးသွားတာ waste time ဆိုတာကကိုယ့်ရဲ့ဘဝကိုလေးဝိတ္တိဝါဒနာဖြစ်အောင်လုပ်ပြတာဒါကြောင့်အချိန်ရွှေအချိန်ငွေအချိန်ဟာအရာရာတိုင်းပဲအချိန်နဲ့လဲယူကိုယ့်ဘဝရဲ့တန်ဖိုး